အားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာနာမခအနီးစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုအတွင်းစစ်သား9ဦးသေဆုံးပြီးနောက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာအနီးအနားကျေးရွာများမှလူငယ်များကိုရိုက်နှက်ဖမ်းဆီးစစ်ဆေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်များကတိုက်ခိုက်မှုအတွင်းစစ်သား9ဦးသေဆုံးပြီးနောက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာအနီးအနားကျေးရွာများမှလူငယ်များကိုရိုက်နှက်ဖမ်းဆီးစစ်ဆေးနေကြောင်း Blood Falcon Guerrilla Force တပ်ဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်ဖေဖော်ဝါရီလ9ရက်နေ့နနက်9နာရီခန့်အချိန်မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမင်းတဲရွာဖုန်ကြီးကျောင်းအတွင်းအင်အား25ဦးခန့်ဖြင့်အထိုင်ချထားသောစစ်တပ်စခန်းမှစစ်သား20ဦးခန့်ကပစင်ကောင်ထော်လာကြီးတစီအင်အားပြင်းကင်းထောက်ဆိုင်ကဲ2စင်ဖြင့်မင်းတဲတပီတော်လမ်းပေါ်တွင်စက်ကြီးကောက်ပေါ်တာဆွဲဖမ်းဆီးရန်ထွက်လာခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးက10ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်စစ်သားများခိုင်ဆောင်အုံပြုသော MA1 အမျိုးအစားတနက်2လက်ကိုလည်းတင်စီရရှိခဲ့ကြောင်းရှင်းအောင်စစ်တပ်ကတိုက်ပွဲဖြစ်ပွားရာအနီးအနားမှကျေးရွာနေပါကိုပိတ်ဆို့ထားကလူငယ်များကိုခေါ်ယူရိုက်နှက်ဖမ်းဆီးစစ်ဆေးနေကြောင်းသိရပါတယ်ထို့သောစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့သည့်နေရာသို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်ကျောက်စစ်ပုံကျေးရွာတွင်အထိုင်ချထားသောအမှတ်905အမြောက်တရင်ကလက်နက်ကြီးပစ်ခတ်ခဲ့ကြောင်းရင်းအောင်တန်ချက်က.5ကတန်ပြားက3စီလူနာတင်က2စီတို့ဖြင့်တေဆုံးစစ်သားအလောင်းများတန်ရာရစစ်သားများကိုကောက်ယူပြီးနမခစစ်စီရှုံသို့ပို့ဆောင်ခဲ့ကြောင်းသိရပါသည်သူတို့ဖမ်းဆီးထားတဲ့ပြည်သူ10ယောက်ကျော်ကိုတပ်ဖြတ်မယ်ဆိုပြီးချိန်ချောက်ထားတဲ့ကျေးရွာအနီးအနားမှာတိုက်ပွဲဖြစ်ပွားလို့ရွာတွေကလူငယ်တွေကိုတအိမ်တယောက်နှုန်းခေါ်ယူပြီးရိုက်နှက်စစ်ဆေးတာတွေတော့ရှိတယ်တချို့အစ်စ်မခံဘဲနဲ့ထွက်ပြေးတိမ်းရှောင်နေကြရတဲ့လူငယ်တွေလည်းရှိတယ်အခုထိတော့ရွာကလူတွေကိုတော့တပ်ဖြတ်တာမျိုးတော့မရှိသေးဘူးဒါပေမဲ့တက်ကြကြီးတက်ဦးထပ်တည်သွားရင်တော့ပြည်သူ10ဦးကိုတပ်ပစ်မယ်ဆိုပြီးချိန်ချောက်နေတာမျိုးတော့ရှိတယ်လက်ရှိရွာအတွင်းကလူရောရွာအပြင်ကနေဝင်မဲ့လူရောအဝင်အထွက်အလုံးမခံဘဲနဲ့လုံခြုံရေးတွေအများကြီးချထားတယ်ဟု Blood Falcon Guerrilla Force တပ်ဖွဲ့မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်ထို့ပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်း၌လည်းတပ်မ33မှစစ်သားများအင်အားတိုးမြင့်ထားပြီးလုံခြုံရေးအပြည့်ချထားကတိုက်ပွဲတွင်သေဆုံးသွားသောဗိုလ်ဤရုပ်လောင်းကိုယနေ့ဖေဖော်ဝါရီလ10ရက်နေ့တွင်ကူသွင်းတကြိုရန်ပြင်ဆင်နေကြောင်းသိရပါတယ်ကျွန်တော်တို့ဖော်ဆောင်ခဲ့တဲ့တိုက်ပွဲကကျေးရွာအနီးအနားမှာပဲလို့သုံးနှုံထားပြီးမြကျေးရွာထဲမှာလည်းမဟုတ်ဘူးနာမခနဲ့ဒီကျေးရွာရဲ့ကြားလမ်းမှာကျွန်တော်တို့ကတည်တည်ချာချာညအိတ်ဆောင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ကျွန်တော်တို့ကိုသတင်းပေးတဲ့သူတွေထဲမှာလည်းကျေးရွာကလူတွေမပါသလိုဒီမစ်ရှင်နဲ့ပတ်သက်ပြီးတော့ထောက်လန့်ခဲ့တဲ့အထက်မှာလေကိုယ့်ရဲ့ရဲဘော်တွေပဲပြန်ပြီးအသုံးချခံခဲ့ရတာဖြစ်တဲ့အတွက်အယက်သားပြည်သူတွေကျွန်တော်တို့တိုက်ပွဲထဲမှာမပါဘူးဟု Blood Falcon Guerrilla Force တပ်ဖွဲ့မှတာဝန်ရှိသူကရှင်းပြပါတယ်အဆိုပါတိုက်ခိုက်မှုအား Blood Falcon Guerrilla Force တပ်ဖွဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မုံရွာခရိုင်အမှတ်24တပ်ရင်တပ်ခွဲ3ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF SIA တပ်ပေါင်းစုအဖွဲ့ဝင်တိုက်နယ်ငါပါလာဖာကနောင်မင်းသားကြီးတပ်ဖွဲ့သွေးတောင်ညီကိုတပ်ဖွဲ့3 star တပ်ဖွဲ့နှင့်နေမီကန်အမိသားတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တအူးကြဆုံးကတအူးတန်ရာရရှိခဲ့ကြောင်းသိရပါတယ်ပြည်သူတွေအနေနဲ့တိုက်ပွဲအရှိန်မြင့်လာတာနဲ့အမျှအနေအထိုင်လေးတွေဆင်ကျင်အသွာလာလေးတွေဆင်ကျင်ကြဖို့နဲ့တိုက်ပွဲဧရိယာမျိုးမှာကျွန်တော်တို့ရဲဘော်တွေကိုမြင်တွေ့ခဲ့တာမျိုးပဲရှိတွေ့ဆုံခဲ့တာမျိုးပဲရှိတရင်အချက်လက်တွေမပေါက်ကြားစေဘူးနဲ့ကိုယ့်ရဲ့လုံခြုံရေးကိုအထူးဂရုစိုက်ချဖို့မှာချင်ပါတယ်ဟု Blood Falcon Guerrilla Force တပ်ဖွဲ့မှတာဝန်ရှိသူကတိုက်တွန်းပါတယ်မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းလူအခွင့်အရေးချိုးဖောက်မှုများစစ်ရာဇဝတ်မှုများလူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာဆွဆွဲချက်များဟာနိုင်ငံတကာအဆင့်ထိအလွန်ပြင်းထန်လာခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကဖန်ဝရန်ထုတ်နိုင်မလားဆိုတဲ့မိကွန်းဟာနိုင်ငံရေးဥပဒေရေးရာစိတ်ဝင်စားမှုအများဆုံးခေါင်းစဉ်တစ်ခုဖြစ်လာနေပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာစစ်အာဏာသိမ်းပြီးချိန်ကစပြီးအဓိကအာဏာရထူးတွေအလုံးကိုသူတယောက်တည်းရယူချပါတယ်။စစ်တပ်ကအကာအကွယ်ယူထားတဲ့2008အခြေခံဥပဒေကိုသူကိုယ်တိုင်ချိုးဖောက်ပြီးအာဏာသိမ်းမှုလှုံ့ဆော်ခဲ့တယ်လို့2008မှာမပါတဲ့လုံပိုင်ခွင့်တွေဖြစ်တဲ့သူကိုယ်သူသမရပြန်ခန့်ထားတဲ့လုပ်ရမျိုးကိုလည်းလှုံ့ဆော်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းယူခဲ့တာ9နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖန်ဝရန်ထုတ်ဖို့တောင်းဆိုထားတဲ့ကိစ္စဟာလေတနစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။အခု2026ခုနှစ်ထဲကိုရောက်လာတဲ့အထိဖန်ဝရန်တကယ်ထွက်လာပြီလားဆိုတာကို
ပြည်သူတွေကစောင့်ကြည့်နေကြပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့တရားလိုရှေ့နေ Green Khan ကမြန်မာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ပေးဖို့ခုံရုံးထံတရားဝင်လျှောက်ထားခဲ့ပါတယ်။ဒါဟာမြန်မာအရေးနဲ့ပတ်သက်ပြီး ICC ရဲ့စုံစမ်းစစ်ဆေးမှုတမိုင်းကြောင်းမှာအရေးအဖဆုံးသောမှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်။နယ်သာလန်နိုင်ငံတီဟိတ်မြို့ရှိ ICC ရုံးချုပ်ဘက်ကနေမြန်မာနိုင်ငံကရိုဟင်ဂျာအရေးနဲ့အာဏာသိမ်းပြီးနောက်ပိုင်းကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပါအဝင်အကြမ်းဖက်မှုတွေအပေါ်စုံစမ်းစစ်ဆေးမှုတွေလှုံ့ဆော်နေတဲ့အဆင့်ရောက်နေပါပြီ။ ICC ရဲ့ရှေ့နေချုပ် Green Khan ဟာမြန်မာနိုင်ငံကရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေကိုအရှိန်မြင့်နေပြီးခဲ့တဲ့လပိုင်းတွေကလည်းဘင်္ဂလားဒေ့ရှ်ကိုသွားရောက်ကတပ်တွေစုဆောင်းခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းယူပြီးနောက်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေအတွက်အဓိကတာဝန်ရှိတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းထုတ်ဖို့အဆင့်ကြန့်ရှိနေပါတယ်။ ICC International Criminal Court ဟာလူမျိုးတုံးသတ်ဖြတ်မှု genocide လူအခွင့်အရေးကိုစနစ်တကျချိုးဖောက်မှု crimes against humanity စစ်ရာဇဝတ်မှု war crimes စတဲ့ပြင်းထန်ဆုံးနိုင်ငံတကာရာဇဝတ်မှုတွေကိုတရားစီရင်ဖို့ဖွဲ့စည်းထားတဲ့တရားရုံးဖြစ်ပါတယ်။ဒါပေမဲ့ ICC ဟာနိုင်ငံတိုင်းကိုအလိုအလျောက်အာဏာပိုင်နိုင်တာမဟုတ်ပဲဥပဒေရေးရာကန့်သက်ချက်များလည်းရှိပါတယ်။စစ်ကောင်ဆောင်ကိုဖမ်းဝရမ်းထုတ်ဖို့ကြံ့ကြာနေရတဲ့အချက်တွေထဲမှာနိုင်ငံရေးအရာအားပြိုင်မှုတွေအပြင်မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက်တရားစီရင်ပိုင်ခွင့် jurisdiction ကိုအတိအကျသတ်မှတ်ရတဲ့ဥပဒေကြောင်းအရရှုပ်ထွေးမှုတွေလည်းပါဝင်နေပါတယ်။ဒါပေမဲ့ရိုဟင်ဂျာတွေဟာ ICC အဖွဲ့ဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုမောင်းထုတ်ခံရတာဖြစ်လို့ ICC ကစီရင်ပိုင်ခွင့်ရှိတယ်လို့ကနဦးဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ဒီကလို့ ICC ကသာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ပြန်လိုက်တာအတိဖြစ်ခဲ့ရင်စစ်ကောင်ဆောင်အနေနဲ့ ICC အဖွဲ့ဝင်125နိုင်ငံကိုတွားရောက်မိခဲ့ရင်ဖမ်းဆီးခံရနိုင်ခြေရှိလာမှာဖြစ်ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာကမ္ဘာအဆင့်ဖမ်းဝရမ်းထုတ်ခံထားရတဲ့ရာဇဝတ်သားတအုပ်အဖြစ်သတ်မှတ်ခံရပြီးတရမရေးအရာအထီးကျန်သွားမှာဖြစ်တယ်လို့စစ်တပ်ရဲ့ထိပ်ပိုင်းကောင်ဆောင်တွေကြားမှာလည်းငါတို့လည်းတနည်းအလဲရောက်လာတော့မှလားဆိုတဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေပြီးအကြောင်းထွက်လာစေနိုင်ပါတယ်။ ICC ဟာဖမ်းဝရမ်းထုတ်ရင်လှုပ်ဝက်ဝရမ်းစီရဲ့ဝရမ်းပုံစံကိုပိုသုံးလေးရှိတာကြောင့်စစ်ကောင်ဆောင်မင်းအောင်လှိုင်အတွက်ဝရမ်းထွက်လာတော့မှလားဆိုတာအပြင်ကိုပေါက်ကြားလာဖို့မဖြစ်နိုင်သေးပါဘူး။ဒီလိုလှုပ်ဝက်ထားရခြင်းကလည်းတရားခံအနေနဲ့ဝရမ်းထွက်မှမသိပဲတခြားနိုင်ငံကိုခရီးသွားတဲ့အခါအလေးအငိုက်ဖမ်းဆီးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ICC ဟာအရင်ကအမှုတစ်ခုကိုစုံစမ်းစစ်ဆေးဖို့နဲ့ဝရမ်းထုတ်ဖို့နှစ်နဲ့ချီကြာတတ်ပါတယ်။ဒါပေမဲ့ယူကရိန်းအမှုမှာဆိုရင်ရှေ့နေချုပ်ကဝရမ်းလျှောက်ပြီးတိတ်မကြခင်မှာပဲတရားသူကြီးတွေကအတည်ပြုပေးခဲ့ပါတယ်။ဒါဟာနည်းပညာအကူအညီနဲ့မြေပြင်ကတပ်တွေတွေကိုအချိန်နဲ့တပြေးညီရယူနိုင်လာတာကြောင့်လည်းပါပါတယ်။အရင်က ICC အနေနဲ့အာဏာလက်ရှိခေါင်းဆောင်တွေကိုဝရမ်းထုတ်ဖို့အတော်လေးဖွင့်လှစ်ခဲ့ပါတယ်။အများအားဖြင့်အာဏာလက်မဲ့ဖြစ်သွားမှဒါမှမဟုတ်စစ်ရှုံးမှသာအရေးယူလေးရှိတာပါ။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ယာဒူးလက်ကင်ရှိနေစမှာပဲဝရမ်းထုတ်တဲ့အစဉ်လာကိုတွေ့လာရပါတယ်။ပူတင်ကိုဝရမ်းထုတ်တာအစရိဝင်ကြီးချုပ်နေတန်ယာဟုကိုဝရမ်းထုတ်ဖို့ရှောက်ထားတာတွေဟာ ICC ရဲ့ဘယ်သူကိုမဆိုဥပဒေအထက်မှာမရှိစေရဆိုတဲ့ပြတ်သားတဲ့ပုံစံအသစ်ကိုပြသနေတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ချက်ချင်းထောင်ချနိုင်မနိုင်ဆိုတာထက်ရာဇဝတ်မှုကျူးလွန်ရင်နာမည်နဲ့တာဝန်မလွတ်နိုင်ဘူးဆိုတဲ့သတင်းစကားပို့ချင်တဲ့ဘက်ကိုပိုရောက်ပါတယ်။အဖမ်းမခံရသေးဘူးဆိုရင်တောင်နိုင်ငံတကာဥပဒေအောက်မှာအမြဲတမ်းအပြစ်ရှိနေမဲ့ရာဇဝတ်သားတစ်ယောက်ဖြစ်သွားစေတဲ့ပုံစံမျိုးဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ICC ဟာတချို့ဖမ်းဝရမ်းတွေကိုအရင်ဆုံးလှုပ်ဝက်ထားပြီးနိုင်ငံရေးအချိန်အခါတန်တမာရေးအခြေအနေတင့်တော်လာမှအများပြည်သူသိအောင်ထုတ်ပြန်တာမျိုးလေးလှုံ့ဆော်လေးရှိတယ်လို့လေ့လာသူတွေကဆိုပါတယ်။ဒီအချက်တွေခြုံငုံကြည့်ရင်အာဏာသိမ်းစစ်ကောင်ဆောင်အတွက် ICC ဖမ်းဝရမ်းဟာထုတ်နေပြီးသားဖြစ်နိုင်တယ်လို့မကြတော့တဲ့အချိန်တွေမှာဖမ်းဝရမ်းထုတ်လာနိုင်တာလည်းဖြစ်ပါတယ်။စစ်ကောင်ဆောင်ဟာအတူရောင်ရွေးကောက်ပွဲအလွန်မှာစစ်တပ်ကိုရောတိုင်းပြည်ကိုရောသူတယောက်တည်းကအုပ်ချုပ်သွားနိုင်ဖို့အတွက်ပြည်ထောင်စုအတိုင်းပင်ခံကောင်စီဥပဒေဆိုတာကိုသူစိတ်ကြိုက်ပြဋ္ဌာန်းပြီးပြင်ဆင်ထားပါပြီ။ဒါဟာစစ်ကောင်ဆောင်ရဲ့အာဏာရမတ်ကြီးမှုဖြစ်တယ်လို့တစ်ဖက်မှာလည်းဒီလိုနိုင်ငံတကာရာဇဝတ်မှုတွေအတွက်နောက်ကျောမလုံမှုတွေလည်းပါဝင်ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာတရားစီရင်နိုင်တဲ့တရားရုံးတွေမှာတရားစွဲဆိုထားတာ ICC တခုတည်းမဟုတ်ပါဘူး။အာဂျင်တီးနားနိုင်ငံရဲ့တရားရုံးမှာလည်းUniversal Jurisdiction ကိုအသုံးပြုပြီးမြန်မာစစ်ကောင်ဆောင်တွေအပေါ်အမှုဖွင့်စုံစမ်းမှုများလှုံ့ဆော်နေပါတယ်။မကြာသေးခင်ကလည်းမြန်မာစစ်တပ်အာဏာပိုင်တွေရဲ့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ချင်းလူအခွင့်အရေးအဖွဲ့ CHRO ကTimor Leste တရားရေးအာဏာပိုင်တွေစီတိုင်တန်အမှုဖွင့်ခဲ့တာကို Timor Leste ရှင်းနေချုပ်ရုံးကအမှုကိုလက်ခံလိုက်ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအပိသက်ကြားနာခဲ့တဲ့ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ဆိုတဲ့စွဲချက်အမှုကြားနာပွဲမှာဂမ်ဘီယာ
ယာနိုင်ငံဘက်ကရှေ့နေတွေဟာစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မှာအဓိကတာဝန်ရှိကြောင်းတရားရုံးမှာလျှောက်လဲခဲ့ပါတယ်။အဲ့ဒီလျှောက်ထားမှုတွေအတွင်းရိုဟင်ဂျာတွေကိုလူမျိုးစုအလိုက်ဖျက်ဆီးပစ်ဖို့ရည်ရွယ်ချက်ရှိခဲ့တယ်ဆိုတာကိုစေကောင်းဆောင်ရဲ့မိန့်ခွန်းတွေမှာပါတဲ့ဘင်္ဂလီပြဿနာဟာအမြင့်ပြတ်အောင်ရှင်းရမယ့်မပြီးပြတ်သေးတဲ့အလုပ်ဖြစ်တယ်ဆိုတဲ့စကားရက်တွေကိုသက်သေအဖြစ်အသုံးပြုခဲ့ပါတယ်။အခုချိန်မှာစေကောင်းဆောင်မင်းအောင်လှိုင်ကို ICC ကဖမ်းမသိရသေးဘူး။နောက်တစ်ခါမဖမ်းသေးဘူး။ထောင်ချခြင်းမရှိသေးဘူးဆိုပေမဲ့သူဟာလွတ်မြောက်နေတာမဟုတ်ပါဘူး။အဲ့ဒီရဲ့အကျိုးဆက်တွေကတော့အများကြီးရှိလာတော့မှာဖြစ်ပါတယ်။အထူးသဖြင့်နိုင်ငံတကာခီးသွွားခွင့်အကန့်အသတ်တွေများလာပြီးနိုင်ငံရေးအရာအထီးကျန်ဖြစ်လာတာအာဏာပြောင်းလဲရှိချိန်တိုင်းမှာအန္တရာယ်ကအမြဲရှိနေတာနဲ့အချိန်ကိုစောင့်နေတဲ့နိုင်ငံတကာဥပဒေထဲမှာပိတ်မိနေတဲ့အကျိုးဆက်တွေလည်းရှိနေပါတယ်။ဒါအပြင်နိုင်ငံတကာရာဇဝတ်သားအဖြစ်သတ်မှတ်ခံရတဲ့အခြေအနေဟာစေကောင်းဆောင်မင်းအောင်လှိုင်ဖြစ်ချင်တာတွေအတွက်ကြီးမားတဲ့အတားအဆီးအနောက်ရှက်ဖြစ်လာပါလိမ့်မယ်။အခုချိန်မှာတော့တရားမျှတမှုကချက်ချင်းရောက်မလာသေးဘူးလို့ဆိုပေမယ့်စေကောင်းဆောင်မင်းအောင်လှိုင်အတွက်လွတ်မြောက်စရာလမ်းမရှိတော့တဲ့အနေအထားကိုသူကိုယ်တိုင်ဖန်တီးထားပြီးသားဖြစ်နေပါပြီ။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။